တော့ Slay Hawk Crab ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာဆွေးတော့ပြီကျွန်တော်တက်ငယ်ကြီး Black Crab တာနဲ့ Sober Crab နဲ့အတူ Survival War ထဲမှာအသက်ရှင်ပြအောင်ဖြစ်ပါတယ် Okay အားလုံးဗီဒီယိုလေးကို channel တက်တယ်ဆို like subscribe လေးနှိပ်ခဲ့ကြနော် Okay ဗီဒီယိုတော့စလိုက်ကြအောင် Let's go ကျွန်တော်ဒီနေ့မှာဆိုတော့ကျွန်တော်တက်ငယ်ကြီးနဲ့အတူပါလားကျွန်တော်8လေးကိုစောက်ပြပါမှာဖြစ်ပါတယ် Okay ဘယ်လိုမျိုးစောင့်မလဲဆိုတော့အားလုံးပဲချွတ်ချွတ်လေးဗီဒီယိုအစိုးကြည့်လိုက်ပါနော်လောလောဆယ်ကျွန်တော်တက်ပိတ်ခုံပါပါနော် Okay အဒီချိန်မှာပဲကျွန်တော်နဲ့ကျွန်တော်တက်ငယ်ကြီးရပါနော်ကိုတူ why ကူပြီးတော့စောင့်နေကြတာပေါ့အခြေချကူညီရတော့နော်နားဘလို့ဆောင်မလဲဆိုပါကတော့လေယာစိုက်ပြီးလုံနေတာပေါ့နော်ကျွန်တော်ပေါ့နော်မမဒီတိုင်းပဲပေါ့သူတို့ကျွန်တော်တို့စောက်လိုက်ဒီတိုင်းပဲပေါ့ကျွန်တော်အေးစေးပဲကျွန်တော်နေကြတာပေါ့ညဘက်တော့မရောက်သေးပါညဘက်မရောက်တော့နော်စောပါတော့သူ့ရဲ့လေကွေးကိုသူပြည့်မိုးမှန်တာပေါ့နော် Okay စောက်ပြီးပြတ်တွေ့ကြအောင်နော် brother တို့ကျွန်တော်တို့အားလုံးသူတို့နဲ့ပဲကျွန်တော်တို့လေးကိုပြီးအောင်စောင်းနိုင်ရတာဗျာကျွန်တော်မှန်ကောက်ဦးဝယ်လို့တော့ပါမနော် Let's go mẹ gọi lại chơi ạ mà mày đứng ở hồ lâu vậy đó thì cho nó té đi chửi mẹ lâu rồi nhá té đi vào cho nó này không sao rồi lại đâu cho nó này đi đưa cho nó khen tao cái phía rồi được không mẹ được rồi đó cho nó từng ngày Black Crab đây kìa đó cho nó kìa bộ ra đó một đi ba đó so bay kìa bọn nó cho nó tụi này ra đâu Ok đó giờ giam rồi đó tê tay mà nhé tê bên này cũng giam này cho nó chi ra đi mà đi phao làm đi phao shit cho nó để chú đây tê chi ra đó mẹ ngáo cũng vậy đó khăn nó liều rồiကျွန်တော်တို့အားတို့ဒီလိုနဲ့ပဲမှတ်ကောင်းဆုံးပြလိုက်တယ်ခင်ဗျာမင်းအိမ်မှာငါလာတော့လာမယ်လေရမယ်ဟောစားပြီးတော့မှတ်စားကမယ်ကျွန်တော်မှတ်ဒီလိုလေးကအောင်ကျောင်းစီရရောမင်းအိုးမှတ်တကူလွယ်သွားပြီရှစ်ဟုတ်ပြီတကဝါမှာရှာနေတယ်ဝယ်လို့မရဘူးမလို့ Okay ကျွန်တော်ဒီဘက်မှာပဲပေါ့နော်မှတ်လေးစားကလိုက်တာပေါ့မတကူပို့ရတော့နော်ကြောက်ခဲပဲထည့်လိုက်နော်ပြောင်းနေစားငါမှစားပြမရှိဘူးစောပါတော့ခဏထွက်သွားတယ်ဗောနော်အဲ့ဒီတော့ကျွန်တော်ရဲ့ Black Crab ရဲ့ပဲကိစ္စဆက်စောနေတာနော်ဒါပဲပြည့်ဟာဟဲ့ဘာမှမရဘူးတော့ဒီဆက်စောတာဗော7ဒီအမ်ကုန်တက်ကျွန်တော်နေတယ်ထူရာတစ်တာတို့ပြတ်သွားယူတာဗောနော်9 3 9ကုန်ဟမ်9ကုန်ဟာလားအဲ့3ပြည့်နေတယ်9ကုန်စားတယ်ဟောဘုံပြောဘယ်နှစ်ကလေးဟူလာ Wi-Fi လို့ဒီကောင်းကျွန်တော်နေတယ်ကျွန်တော်နည်းနည်းဖုန်ကြီးတွေပါပို့တော့ကျွန်တော်အိတ်ခဏပြည့်တော့နော်ကူပလက်ဒီစီကျွန်တော်မြည်ကြီးတို့ပို့ပါနော်အောက်နောက်စားတယ်ရှိတယ်စားပြန်လို့ပြရမနိုင်လို့လားဒီထဲမှာ Black Crab တာပါခဏထွက်သွားခဲ့တာပေါ့နော်သူကမနိုင်လို့သူနေနဲ့နည်းနည်း line မကောက်လို့နဲ့တူပါတယ်ကျွန်တော်အိတ်ဆက်ဆောက်လိုက်ရငါအဲ့ဒါရိုက်လို့မရဘူးအဲ့ဒါရိုက်လို့မရဘူးလို့ကင်မရာမရှိတာမရှိဘူးတော်ရပြကျွန်တော်ဆက်ဆောက်ကျွန်တော်ရဲ့အခန်းလေးကပြီးသွားခဲ့ပါပြီ Let's go
ဟောချီ နောက်တော့မှမီးတော့တစ်ချောင်းရှာလိုက်ပါ ဒီ နေအဲ့ရသွားယူမယ်ဗောနော်အဲ့ရသွားယူကိုဆုံးပြလိုက်မယ်အဲ့ရခဏသွားယူပါ จักรายนี่มาเราพงสิ่งเดียวเลยค่ะคือกันนี่มันน่าหมุนเลยแล้วมันเป็นยังไงอ่ะ ကျွန်တော်အဲ့ရယူလိုက်တော့ဗောနော် เฮ้ยอ่ะเฮ้ยไม่เล่นนะเอาเลยเอาเลยฮะอ๋อโดนแล้ว ကျွန်တော်အဲ့ရယူပြီးတော့ဗောနော်ကျွန်တော်ခဲတော့ဘာသေးကိုဆုံးပြလိုက်တယ် ဒီခေါ် ကျွန်တော်ဒီနေရာမှာအဲ့ရထားလိုက်ဗောနော်ရောင်းနေ credit ပဲပြတ်သွားယူတော့ဗောနော် นี่ชอบต้องมาจ้า ကျွန်တော်ရောက်လာချင် credit ပဲပြတ်ဟောပြီ จ้าจ้า လူတေသွားတယ်တော့မသိပါဘူးအော်ဒီထဲမှာဗောနော်ကျွန်တော်လည်းအားလို့လေးတဲ့ချိန်ဗောနော်ဘယ်သူမှမရှိတဲ့ credit ပဲခိုးရတာဗောဗျာ เนี่ยคุณต้องไม่เล่าไปแล้ว အေးမင်းမရောက်လိုက်တော့ ตาပြားနဲ့ကြည့် ကျွန်တော်အနေနဲ့ကျွန်တော်ကဲမှာ မေးပြန်အောင်ဟဲ့ credit ပဲရယ် chat ရယ်လောက်လိုက် chat ရယ်ထည့် เนี่ လို ย က် micro APK လားဟာကဲလည်းမယ် ကျွန်တော် chat လုပ်လိုက်ဗောနော် okay လူရတယ်စာဗာထဲမှာလူရတယ်ဘယ်သူမှမရှိတော့ဘူးဆိုတော့ကျွန်တော်မဆော့ကြည့်တော့ဗောနော်အားလုံးပဲဒီနေ့ဗီဒီယိုတလောက်ပါပဲဗျာကြီးဝေတဲ့ညီကမော်တို့မှအားလုံးကိုလည်းကြီးစုံရိုင်းတင်ပါတယ်ဗီဒီယိုလေးကြတဲ့တဲ့ဆို like subscribe နဲ့ခဲ့ပြီးကြပါအားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင် ဟုတ်တယ်